ခရစ်တော်နာမ၌အားလုံးမင်္ဂလာပါဝိညာဉ်လူများအတွက်ဝိညာဉ်အစာ channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်အိဖက်ဩဝါဒစာအခန်းကြီး9အငယ်16ယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်တော်ကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ဒီနေရာမှာရှင်ပေါလုအဖြစ်ကျွန်တော်တို့ရဲ့အချိန်နာရီကိုတန်ဖိုးထားအသက်ရှင်သက်ဖို့ရန်အတွက်တွင်တင်ထားတာပဲဖြစ်ပါတယ်အလုံးတီးတဲ့အတိုင်းကျွန်တော်ရဲ့အချိန်နာရီနေ့ရက်ဟာဆိုးရုပ်တော်နေ့ရက်အချိန်နာရီကာလဖြစ်တဲ့နောက်ဆုံးတော့ကာလရဲ့နေ့ရက်များထဲမှာကျွန်တော်တို့အသက်ရှင်နေရပါတယ်ဒါကြောင့်မို့ရှင်မတ်တဲ့24ထဲမှာပြောထားတဲ့အတိုင်းအရာအလုံးကကျွန်တော်တို့ခေတ်ကာလမှာပြည့်စုံလာနေတာဖြစ်တဲ့စစ်မက်ဘေးတွေပြီးရင်အနာရောဂါတွေမြင်ကလင်လှုပ်ခြင်းတွေတခြားသောအရာတွေကပြည့်စုံလာနေပြီဆိုတဲ့အရာကိုကျွန်တော်တို့သိမြင်နေရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့စိုးရုပ်တော်ကာလထဲမှာကျွန်တော်တို့ရဲ့အချိန်နာရီကိုဘယ်လိုအသုံးချမလဲဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာကိုတွင်တင်ထားတာဖြစ်တဲ့အေဖက်ဩဝါဒစာခန်းကြီး9အငယ်16ထဲမှာကြည့်တဲ့အခါမှာထို့ကြောင့်တတိမရှိတော်သူမဖြစ်သခင်ဖရာဤအလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြလောဆိုပြီးမှပြောထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အချိန်နာရီကိုဘယ်လိုအသုံးချရမလဲဆိုရင်ဖရာရဲ့အလိုတော်ကိုတည်နာလေပြီးမှလိုက်လျှောက်တဲ့အသက်တာထဲမှာအသက်ရှင်ရမှာပဲဖြစ်ပါတယ်ဒီအရာဒီကျွန်တော်တို့ရဲ့အချိန်နာရီကိုအကောင်းဆုံးအသုံးချခြင်းပဲဖြစ်ပါတယ်။ဘုရားအလိုတော်ရှိတဲ့အရာကိုပိုင်းခြားပြီးမှဘုရားနဲ့တက်တဲ့အသက်တာထဲမှာအသက်ရှင်သက်ဖို့ရန်အတွက်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အချိန်နာရီကိုကျွန်တော်တို့စိတ်ကြိုက်စီမံခွဲခန့်ပြီးမှအသက်ရှင်နေတဲ့အသက်တာမိမိရဲ့ဇာတိအလူစန္ဒအတိုင်းအသက်ရှင်နေတဲ့အသက်တာမဟုတ်ဘဲနဲ့ဖယားနဲ့တက်တဲ့အသက်တာဖယားလူချင်တဲ့အသက်တာထဲမှာကျွန်တော်တို့ဒီအသက်ရှင်သက်ဖို့ရန်အတွက်ကျွန်တော်တို့ကိုတွင်တင်ပေးထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ယောမဩဝါဒစာအခန်းကြီး7အငယ်36ထဲမှာကြည့်တဲ့အခါခတ်သိမ်းသောအရာတို့သည်ကိုယ်တော်အချဲက၎င်းကိုယ်တော်အားဖြင့်၎င်းကိုယ်တော်အဖို့အလို့ငါ၎င်းဖြစ်ကြ၏ဆိုပြီးမှဖော်ပြထားပါတယ်ခတ်သိမ်းသောအရာတွေအားလုံးကဖရာရဲ့အထက်ကပဲဖြစ်ပါတယ်ဖရာရဲ့ဖန်ဆင်းခြင်းတွေကပဲဖြစ်ပါတယ်ဖရာရဲ့နှုတ်ကပတ်တော်အားဖြင့်ဖြစ်လာတဲ့အရာတွေပဲဖြစ်တယ်ကျွန်တော်တို့လူသားတွေပင်လည်းဖရာရဲ့ဖန်ဆင်းခြင်းတွေကဖရာရဲ့လက်တော်အားဖြင့်ဖြစ်လာတဲ့သူတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အားလုံးကကိုယ်တော်အဖို့အလို့ငါ၎င်းဖြစ်တယ်တဲ့ခတ်သိမ်းသောအရာဟာကိုယ်တော်အဖို့အလို့ငါ၎င်းဖြစ်တယ်တဲ့ဒါကြောင့်မို့ကျွန်တော်တို့အားလုံးဒီဖရာအတွက်ပဲအသက်ရှင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေရာမှာလောကမှာဖရာသခင်ကကျွန်တော်တို့ကိုအသက်ရှင်နေစေခြင်းဒီကျွန်တော်တို့စိတ်ကြိုက်အသက်ရှင်နေဖို့မဟုတ်ဘဲနဲ့သူ့ရဲ့အလိုတော်ထဲမှာအသက်ရှင်ပြီးမှဖရာရဲ့ဘုန်းတော်ကိုထင်ရှားစေတော်သူဖရာရဲ့နိုင်ငံတော်ကိုကျေပြန့်စေတော်သူဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုပြောထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမနေ့ပြန်နေ့ကိုလည်းကျွန်တော်တို့ဒီမပိုင်ဘူးကျွန်တော်ရရှိတဲ့အချိန်နာရီလေးကိုပဲကျွန်တော်တို့ကတန်ဖိုးထားဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်မို့မတိချတဲ့မနေ့ပြန်နေ့မှာပဲဟိုဟာလုပ်မယ်ဒီဟာလုပ်မယ်ဒီဖရာအတွက်ပါဝင်မယ်ဆိုတဲ့အရာတွေထက်ကိုကျွန်တော်တို့ရရှိတဲ့အချိန်နာရီလေးထဲမှာဖရာအတွက်ပါဝင်ဖရာအတွက်အသက်ရှင်ခြင်းဖရာအတွက်စက္ကပ်ခြင်းဖရာအတွက်ကြိုးစားခြင်းဒီအရာတွေကိုကျွန်တော်တို့လှုပ်ဆောင်ဖို့ရန်အတွက်ဖြစ်ပါတယ်မျက်မှောက်ကာလကအသေးချာဆုံးပဲဖြစ်ပါတယ်အနာဂတ်ဆိုတဲ့အရာကအာမခံချက်မရှိပါဘူးမတိချပါဘူးဒါကြောင့်ချစ်တော်မိတ်ဆွေများကျွန်တော်တို့ရရှိတဲ့အချိန်နာရီလေးထဲမှာကျွန်တော်တို့ရဲ့အချိန်နာရီတွေကိုကောင်းမွန်စွာအသုံးချခြင်းဘုရားသခင်ရဲ့အလိုတော်ထဲမှာကျွန်တော်တို့ရဲ့အချိန်နာရီတွေကိုတန်ဖိုးရှိစွာအသုံးချခြင်းဖြင့်ဘုရားသခင်ရဲ့ဘုန်းတော်ကိုတာ၍ထင်ရှားစေတော်သူတွေဖြစ်ရအောင်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုတာ၍ကျေပြန့်စေတော်သူတွေဖြစ်ရအောင်ဖရာနဲ့သက်ဆိုင်တဲ့အမှုရာတွေထဲမှာတာ၍ကြိုးစားပါဝင်ရအောင်ပဝန်းကျင်ကိုကျွန်တော်တို့ရဲ့မိသားစုအတိုင်းဝိုင်းတွေကိုတာ၍မေတ္တာပြခြင်းနဲ့အတူကျွန်တော်တို့မေတ္တာထဲမှာတာ၍တည်ဆောက်တော်သူတွေဖြစ်ကြရအောင်ဆိုပြီးမှနှုတ်ကပတ်တော်အဖြစ်အနေငယ်ခွန်အားပေးလိုက်ရပါတယ်အားလုံးပေါ်မှာဖရာသခင်တာ၍ကောင်းချီးရှိပါစေ